တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာကားရပြုပါတယ်ကျွန်တော်တို့ဆရာငင်းကိုဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်26ရက်တလ2026ကနေပြီးတော့တရက်2လ2026ထိတပတ်စာဟောတဲ့ကံကြမ္မာအကြောင်းအကျိုးအကောင့်အဆိုးများကိုဟောပြောတင်ပြပေးကြပါတယ်တောက်ကြသားသမီးများဒီတစ်ပတ်အတော်တွင်မှာစဉ်းစားခတ်တာတွေတွေးခေါ်ခတ်တာတွေကိစ္စရပ်တွေကြုံတွေ့နေရတယ်။တခါကြလို့ရှိရင်ဘာမှမစဉ်းစားကြတော့ဘူးဆိုတဲ့အတွေးမျိုးလေးတွေကြုံတွေ့ရတတ်တယ်။အခြေအနေပိုင်းဆိုင်ရာလေးတွေဖြစ်ပေါ်တတ်တယ်။နောက်တစ်ချက်မှာကတော့ဒီတစ်ပတ်အတော်တွင်မှာတောက်ကြသားသမီးများအလုတ်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေမှာတချို့သောကိစ္စရပ်လေးတွေမှာနည်းနည်းဂရုစိုက်ဖို့အကြံပေးခြင်းတယ်။နော်မတင်မှတ်ပဲနဲ့အမှုခင်နဲ့ပတ်သက်တဲ့ကိစ္စအချုံအောင်နဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကြုံတွေ့ရတတ်တယ်လို့အပြိုင်ဆိုင်အတိုက်ခံများကြောင့်မိမိသူတစ်ပါးကြောက်တော်တဲ့ကိစ္စရပ်တွေကြုံတွေ့ရတတ်တယ်။ဒါမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့ရက်တပတ်လို့ဆိုရမှာဖြစ်တယ်။ဒီတစ်ပတ်အတော်အတွင်းမှာအတတ်နိုင်ဆုံးတချို့သောကိစ္စရပ်လေးတွေမှာဂျားဝင်ဖြည့်ရှင်းတာမျိုးအာမခံပေးတာမျိုးမပြုလုပ်စေခြင်းဘူးတချို့သောအရာလေးတွေမှာအမှုခင်နဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေဖြစ်ပေါ်တတ်တဲ့အတွက်ကြောင့်အမှုခင်နဲ့ပတ်သက်တဲ့အရာတွေကိုအတတ်နိုင်ဆုံးရှောင်ရှားနိုင်မှုတော့အကြံပေးချင်ပါတယ်။ဒီတစ်ပတ်ထဲမှာတောက်ကြသားသမီးများအတွက်မမျော်လင့်ပဲနဲ့တည်င်းကောင်းကိစ္စရပ်လေးကြီးကြားသိရနိုင်တယ်လို့ငွေကြီးနဲ့ပတ်သက်ပြီးတော့လုံးကနေခဲကနေအလုံးအရင်လိုက်ဝင်လာနိုင်တဲ့ရက်တပတ်လို့ဆိုရမှာဖြစ်တယ်နော်ဒီတစ်ပတ်ထဲမှာငွေကြီးနဲ့ပတ်သက်ပြီးတော့ရရှိလာနိုင်တဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လုံးကနေခဲကနေရရှိလာနိုင်တဲ့ရက်ဝေးမြေချားကနေပြီးတော့မိမိအကူအညီတောင်းထားတာတော့လည်းကောင်းဒါမှမဟုတ်လို့ရှိရင်ညီကိုမောင်နှမတွေကြီးရတော့လည်းကောင်းမတင်မှတ်ထားတဲ့မွေးနေ့ surprise မျိုးပုံစံမျိုးမတင်မှတ်ထားတဲ့အကူအညီကောင်းပုံစံမျိုးမတင်မှတ်ထားတဲ့ငွေကြီးပုံစံမျိုးဒီလိုပုံစံမျိုးတွေရရှိလာနိုင်နောက်ပြီးတော့တည်င်းကောင်းနဲ့ပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့တည်င်းကောင်းလေးတွေကြားရလာနိုင်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ပြီးတော့ကံအခွင့်အလမ်းလေးတွေပွင့်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံရရတယ်ဒီရက်တဲ့ဘက်အတော်တွင်မှာလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ပြီးလုပ်ငန်းနှစ်ခုကြုံဆုံတာနှစ်လမ်းကြုံဆုံတာနှစ်မျိုးကြုံဆုံတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်လို့လုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းတစ်ခုကိုလုံးဝစိတ်ဝင်စားပဲနဲ့စွန့်လွတ်ခြင်းစိတ်လုပ်ငန်းတစ်ခုကိုလုံးဝရပ်နာခြင်းတဲ့အတွေးမျိုးလေးတွေဖြစ်ပေါ်နေတတ်တယ်ဒီအတွေးမျိုးလေးတွေများနေလိမ့်မယ်လုပ်ငန်းတစ်ကိုချဲ့ထွင်ခြင်းလုပ်ငန်းတစ်ကိုစတင်ခြင်းလုပ်ငန်းတစ်နဲ့ပတ်သက်တဲ့အရာလေးတွေကိုလုပ်ကင်ဆောင်ရွက်ခြင်းကိစ္စရပ်လေးတွေလုပ်ခြင်းနဲ့အတွေးမျိုးလေးတွေကြုံတွေ့ရတတ်တယ်လို့လုပ်ငန်းတစ်ခုကိုတော့လုံးဝပဲပြီးသားရပ်နာခြင်းနဲ့စိတ်လုံးဝပဲပြီးသားစိတ်ပြတ်နေတဲ့အနေအထားပုံစံမျိုးလေးတွေကြုံတွေ့နေတယ်လို့လုပ်ငန်းနဲ့ပတ်သက်ရင်နှစ်ခုနှစ်လမ်းကြုံမယ်ဆိုလို့ရှိရင်လုပ်ငန်းတစ်ခုကလုံးလုံးပြီးသားဝင်ငွေနဲ့ပတ်သက်ပြီးအဆင်မပြေတာမျိုးငွေကြီးနဲ့ပတ်သက်ပြီးမလှည့်နိုင်တာမျိုးလုပ်ငန်းနဲ့ပတ်သက်ပြီးဆက်ပြီးမရမ်းနိုင်တာမျိုးဆက်ပြီးတော့လုပ်ငန်းကိုဆက်ပြီးလုပ်ကင်မှုအတွက်ကိုအဆင်မပြေတော့တဲ့အနေအထားမျိုးနဲ့လုပ်ငန်းရက်ဆိုင်ရတာမျိုးလေးတွေကြုံတွေ့ရတဲ့ရက်သက်တစ်ပတ်ကြုံတွေ့ရလာနိုင်တဲ့ရက်သက်တစ်ပတ်လို့ဆိုရမှာဖြစ်တယ်ဒီလိုပုံစံမျိုးလေးတွေကြုံတွေ့ရတတ်တယ်နောက်တစ်ချက်တောက်ကြသားသမီးများဒီတစ်ပတ်အတော်တွင်မှာပတ်ဝန်းကျင်ကမနာလိုမုန်းတီးသူတွေရဲ့အတင်းအဖျင်ပြောစကားတွေမနာလိုမုန်းတီးသူတွေရဲ့တွေးထိုးစကားတွေနော်ပတ်ဝန်းကျင်ရဲ့တပုတ်လေလွင်ကိစ္စတွေမိမိဂုံတိတ်ခါကြဆင်းလာအောင်ဂုံတိတ်ခါကြဆင်းအောင်တွန်းတိုက်တဲ့ကိစ္စတွေဂုံတိတ်ခါကြဆင်းလာအောင်မိမိကိုအကြောင်းအမျိုးမျိုးနဲ့ဖန်တီးပြောဆိုမဲ့သူတွေဒီလိုလူမျိုးတွေရဲ့စကားတွေကိုနားယောင်ပြီးလိုက်မဖြေရှင်းမှုအကြံပေးခြင်းပါတယ်တချို့သောကိစ္စရပ်တွေတချို့သောပြဿနာတွေမှာဖြေရှင်းမှပြည်လည်နိုင်ပေမဲ့ဒီရက်တစ်ပတ်အတော်တည်းမှာဘာပြဿနာပဲတက်လာဘယ်သူတွေကပဲမိမိအပေါ်မှာတပုတ်လွေလွင်မဟုတ်တန်တရားဘာတွေပဲပြောခဏလေးခေါင်းကိုတီးခံလိုက်ပါမတုတ်ပြန်ပါနဲ့မဖြေရှင်းပါနဲ့ပြဿနာမဖြစ်စေပါနဲ့ဒီလိုမျိုးနေနေဆိုလို့ရှိရင်တော့တောက်ကြသားပြီးများအတွက်အခွင့်အလမ်းကောင်းအခွင့်အရေးကောင်းတွေအများကြီးကြုံပြရတတ်တယ်အများကြီးရရှိလာနိုင်တယ်အဲ့လိုမှမဟုတ်လို့ရှိရင်တော့ဖြေရှင်းမိမယ်မိမိစိတ်ကမထိန်နိုင်လို့ဖြေရှင်းမိမယ်တခုခုပြဿနာဖြစ်မိမယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်တော်တော်မှာအခက်အခဲလေးတွေကြုံတွေ့သွားနိုင်တယ်အမှုခင်နဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကြုံတွေ့သွားနိုင်တယ်ဒါမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီတစ်ပတ်တော်မှာရှင်းဆိုင်ရတတ်တယ်နောက်တစ်ချက်မှာကတော့တောက်ကြသားသမီးများဒီတစ်ပတ်အတော်အတွင်းမှာရက်ဝေးမြင့်ချကားသူတွေနဲ့ဆန့်ကျင်ဘက်ကိစ္စရပ်လေးတွေနင်ပါလဲငါပါလဲဆိုတဲ့ပြဿနာမျိုးတွေကြုံတွေ့ရတတ်တယ်နော်မိမိကိုရက်ဝေးမြင့်ချကားသူတွေနဲ့အနေဝေးနေတဲ့သူတွေနဲ့ဆန့်ကျင်ဘက်ကိစ္စတွေမိမိကိုအတိုက်ခံကိစ္စတွေအတိုက်ခံမဖြစ်အောင်မိမိစိတ်ကိုဒေါသမထွက်အောင်မိမိစိတ်ကိုပြဿနာမဖြစ်အောင်ဖန်တီးပေးမဲ့သူဆွပေးမဲ့သူတွေနဲ့ကြုံတွေ့ပြီးတော့မိမိစိတ်လိုလက်ရပြဿနာပိုင်းဆိုင်ရာကြီးဖြစ်ပေါ်သွားတတ်တယ်ကြုံတွေ့သွားတတ်တဲ့ရက်သက်တစ်ပတ်မျိုးဖြစ်တယ်
ခိုင်ကြလို့ရှိရင်ကိုယ့်အတွင်းနဲ့ပတ်ဝန်းကျင်ကအတွင်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေရင်တော့မှကိုယ်စိတ်မှာတိတ်ပြီးတော့ဘဝင်မကျတတ်တဲ့ပုံစံမျိုးလေးတွေကြုံတွေ့ရပြီးတော့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးပြဿနာမျိုးလေးတွေဖြစ်တတ်တဲ့ရက်ဝေးမြေချားမှာရှိနေတဲ့ဒူတွေနဲ့ပြဿနာမျိုးလေးတွေဖြစ်တတ်တယ်ရက်ဝေးမြေချားမှာညီကိုမောင်နှမတော်၎င်းအပေါင်းအသင်းမိတ်ဆွေတော်၎င်းစီမျိုးသားချင်းတော်၎င်းရှိတယ်ဆိုလို့ရှိရင်သူတို့တွေနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်တတ်တယ်အ ਨੇ ဆုံးတော့ငါအဲ့ဒီကိုလာပြီးပြဿနာရှာလိုက်မယ်ငါအဲ့ဒီကိုလာပြီးဒီပြဿနာကိုရှင်းလိုက်မယ်ဆိုတဲ့အတွေ့အမျိုးတွားရှင်းကျင်တယ်ဆိုတဲ့အတွေ့အမျိုးဒီပုံစံမျိုးလေးတွေဖြစ်နေလိမ့်မယ်မိမိအနေနဲ့ဒီရက်တရက်အတော်တွေမှာပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကိစ္စမိသားစုနဲ့ပတ်သက်တဲ့ကိစ္စလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာအမြဲတမ်းလို့ဆန့်ကျင်ဘက်ကိစ္စရလေးတွေဖြစ်နေလိမ့်မယ်နော်ကိုယ့်အတွေ့နဲ့တို့အတွေ့မတူတာညှိနှိုင်းယူခတ်တာဒါကြောင့်လို့ရှိရင်ပြောဆိုညှိနှိုင်းရတဲ့နေရာတွေမှာပြောဆိုလို့မရတာညှိနှိုင်းလို့မရတဲ့ပြဿနာမျိုးလေးတွေဒီဘက်တဲမှာကြုံတွေ့ရနိုင်တယ်ဒါကြောင့်မို့လို့အတတ်နိုင်ဆုံးပြဿနာနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုရှောင်ရှားနိုင်ဖို့အတွက်ကိုအကြံပေးခြင်းပါတယ်ပြဿနာမတက်ဖို့အတွက်ကိုလည်းမဖြစ်ဖို့အတွက်ကိုလည်းအကြံပေးခြင်းပါတယ်အတတ်နိုင်ဆုံးဒီတစ်ပတ်အတော်တွေမှာမိမိစိတ်ကိုမျိုးသိမ့်ထားပါလို့အကြံပြုခြင်းပါတယ်ဒီလိုမျိုးသိမ့်နိုင်မှသာလျှင်ကောင်းကျိုးနဲ့ပတ်သက်ပြီးရရှိမှာဖြစ်ပါတယ်တစ်ဖက်ကပြဿနာပိုင်းဆိုင်ရာကိုကလက်မခံရင်ပြဿနာကြီးမှမဖြစ်ဘူးပြဿနာကြီးမှမဖြစ်ရင်ကောင်းတဲ့အောင်မြင်မှုတွေကောင်းမွန်တဲ့အဆင်ပြေမှုတွေကြုံနေလိမ့်မယ်နော်ဒီလိုမှမဟုတ်ဝင်တဲ့ပြဿနာပိုင်းဆိုင်ရာကိုတွားဖြည့်ရှင်းမိနေဆိုလို့ရှိရင်မိမိရဲ့ကောင်းမွန်တဲ့အခွင့်အလမ်းတွေမိမိရဲ့ကံအခွင့်အလမ်းတွေကြုံတွေ့ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေပိတ်သွားတတ်တယ်ကောင်းမွန်တဲ့အခွင့်အလမ်းလေးတွေပိတ်သွားတတ်တဲ့ရက်တပတ်မျိုးလို့ဆိုရမှာဖြစ်တယ်ဒီတစ်ပတ်အတော်အတွင်းမှာနှစ်ဦးပိုင်နှစ်ယောက်ပိုင်ကိစ္စစက်တူဆရာနဲ့ပတ်သက်တဲ့ကိစ္စတကယ်ချင်းအပေါင်းတင်ညီကိုမောင်နှမတွေနဲ့အတူတွဲဆက်ပြီးလုပ်ရတဲ့လုပ်ငန်းကိုင်ငန်းကိစ္စတွေစကားပြောဆိုတာမျိုးတွေလုပ်ငန်းကိုင်ငန်းအကောင့်ထဲပေါ်တာမျိုးလေးတွေကြုံပြရလိမ့်မယ်စက်တူဆရာနဲ့ပတ်သက်တဲ့ကိစ္စလောက်ကင်ခဲ့မယ်ဆိုလို့ရှိရင်လည်းအရန်လုံးကိုဆင်ပြေနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလောက်ကင်တဲ့အခြေအနေပိုင်းဆိုင်ရာလောက်ကင်တယ်ဆိုလို့ရှိရင်လည်းအောင်မြင်နိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံပြရလိမ့်မယ်နော်စက်တူဆရာနဲ့ပတ်သက်တဲ့အရာလေးတွေလည်းလောက်ကင်ဆောင်ရရမယ်ရက်တပတ်လို့ဆိုရမှာဖြစ်တယ်ဒီလိုအကြောင်းမျိုးဒီလိုအခွင့်အရေးမျိုးဒီလိုအခွင့်အလမ်းမျိုးကြုံခဲ့မယ်ဆိုလို့ရှိရင်လက်လွတ်မခံနိုင်နဲ့ရအောင်လုပ်ပါလုံးမယ်ဆိုလို့ရှိရင်လည်းကောင်းကျိုးလေးတွေအများဆုံးရရှိလာနိုင်တဲ့ရက်တပတ်လို့ဆိုရမှာဖြစ်တယ်ဒီရက်အတော်အတွင်းမှာတောက်ကြသားသမီးများမိမိရဲ့အလောက်ကင်ကိစ္စတွေကိုဖခင်နဲ့ပတ်သက်တဲ့သူတော်၎င်းအကိုနဲ့ပတ်သက်တဲ့သူတော်၎င်းမိမိတဲ့အကြီးအကဲအမျိုးသားနဲ့ပတ်သက်တဲ့သူတွေနဲ့မတိုင်ပင်မိစေနဲ့မိမိရဲ့အထက်လူကြီးတွေကတိတ်ပြီးတော့မိမိလုံးမဲ့အလုပ်တွေကိုမိမိတို့လုံးမဲ့အလုပ်တွေကိုတိတ်ပြီးလက်ခံမှာမဟုတ်ဘူးနော်အကြံဉာဏ်မတူတဲ့အတွက်ကြောင့်လက်ခံမှာမဟုတ်ဘူးလက်မခံတဲ့ခါကျလို့ရှိရင်စိတ်ထဲမှာနည်းနည်းလေးဘဝင်မကြတာလေးတွေဖြစ်တတ်တဲ့မိသားစုရေးပြဿနာလေးတွေကြုံတွေ့တတ်တဲ့ရက်တပတ်လို့ဆိုရမှာဖြစ်တယ်စကားမှားတာအထင်လွဲတာအထင်မှားတာအဆွဆွဲခံရတာမျိုးတွေဒီတစ်ပတ်အတော်တွဲမှာကြုံတွေ့ရတဲ့ရက်တပတ်ဖြစ်ပါတယ်ဒီလိုကြုံတွေ့လာပြီဆိုလို့ရှိရင်လည်းအတတ်နိုင်ဆုံးမဖြည့်ရှင်းဖို့အတွက်ကိုအကြံပေးချင်ပါတယ်ဖြည့်ရှင်းမိမယ်ဆိုရင်ပြဿနာပိုကြီးသွားတတ်တယ်မဖြည့်ရှင်းမဲ့ညှို့သိပ်ခဲ့မယ်ဆိုလို့ရှိရင်အမှားနဲ့အမှန်အကောင်းနဲ့အဆိုဘယ်ဟာအမှားဘယ်ဟာအမှန်ဆိုတာစီနဲ့ရီတွက်သူကွဲသလိုမျိုးအချိန်တန်ရင်ကွဲသွားပါလိမ့်မယ်နော်ဒါကြောင့်မို့လို့မဖြည့်ရှင်းပါနဲ့ပြဿနာတိုင်းကိုမဖြည့်ရှင်းဖို့အတွက်ကိုအကြံပေးချင်ပါတယ်ပြဿနာကိုဖြည့်ရှင်းပြီးမှပိုရှုပ်သွားတတ်တယ်မရှင်းမဲထားရင်တွားသူအဆင်ပြေသွားနိုင်တယ်ရှင်းလိုက်မှရှင်းလေရှုပ်လေရှင်းလေရှုပ်လေဖြစ်သွားနိုင်တယ်ရက်တပတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုမိမိတို့ဖြစ်ပေါ်နေတဲ့ပြဿနာတိုင်းကိုမရှင်းမိဖို့အကြံပေးချင်ပါတယ်စောနာအနေထားမှာစက်တူရှယ်နဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုမဖြစ်ဘူးဆိုရင်မဖြစ်အောင်ဖန်တီးလာမယ်အကန့်အခွင့်အလမ်းဖန်တီးလာမယ်အချိန်တိုင်းခါကောင်းကိုရောက်ရှိလာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ဓာတွေကိုတော့လက်မလွတ်စေဖို့ရေကိုမိမိစိတ်ကိုတော့ထိမ့်သိမ့်ဖို့လိုတယ်စိတ်မြန်လက်မြန်ရှိတာဒေါသတကြီးဖြစ်တာမိမိစိတ်ကိုမိမိမထိန်နိုင်တာမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့ရက်တပတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတက်နိုင်ဆုံးတတိထားပြီးတော့မိမိစိတ်ကိုမိမိထိန်ပါလို့အကြံပေးခြင်းပါတယ်ဒီရက်တော်တဲ့မှာအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်တောက်ကြသားသမီးများအချစ်ရည်မှာစမ်းပွင့်နေတတ်တဲ့အခြေအနေပိုင်းဆိုင်ရာရှိသလိုမိမိအသက်ကြီးရွယ်အိုများအသက်ကြီးမှငေးကျုပ်ပြီးအတက်ပေါက်တယ်လို့မျိုးတက်ကြီးရွယ်အိုများဖူးစာပန်းနဲ့ကြုံတတ်တယ်ဒီရက်တော်တွင်မှာတကယ်နဲ့ကချစ်နိုင်တဲ့ချစ်သူမျိုးနေနဲ့ကြုံတွေ့ရတတ်တယ်လို့နော်ကွဲကွာနေတဲ့ချစ်သူတွေလမ်းကွဲနေတဲ့အိမ်အောင်ဘတ်တွေအနေနဲ့လည်းနော်ပြန်လဲပေါင်းစည်းနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရလိမ့်မယ်ပြန်လဲပြီးတော့တည်င်းကောင်းကြားရတဲ့အနေအထားလေးတွေတယောက်နဲ့တယောက်လမ်းကွဲနေတဲ့သူတွေအချိတ်ဆက်ပြန်လဲမိလာလိမ့်မယ်ပြန်လဲပြီးတော့ဆုံစည်းရပါလိမ့်မယ်ဒီလိုအကြောင်းမျိုးရင်းလေးကြုံတွေ့ရမယ်ရက်တပတ်မျိုးဖြစ်ပါတယ်အိမ်တော်ရေးနဲ့ပတ်သက်လာလို့ရှိရင်တာသမီယရနာနဲ့ပတ်သက်တဲ့အရာမျိုးလေးတွေရရှိတတ်တယ်ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်ဒီရက်တပတ်အတော်အတွင်းမှာနည်းနည်းလေးအတွေးများပြီးတော့ခေါင်းမူးတာခေါင်းကိုက်တာမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရတတ်တယ်လို့ဒီရက်တပတ်အတော်အတွင်းမှာနော်ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်မိမိစိတ်နဲ့မိမိကိုစိတ်ထောင်းကိုကြည်ကိစ္စရပ်မျိုးလေးတွေနဲ့မောပန်းနွမ်းနဲ့လွယ်တဲ့ဝေဒနာမျိုးလေးတွေနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးလေးတွေခံစားရတတ်တဲ့ရက်တပတ်လို့ဆိုရမှာဖြစ်ပါတယ်ဒီရက်ထဲမှာမိမိတို့ရဲ့အခက်အခဲရှိတဲ့အရာလေးတွေကိုအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်တော့အဆင်ပြေစရာ
အဆင်ပြေခြင်းတယ်ဆိုလို့ရှိရင်တော့ဖျားတဆူဆူမှာတော့၎င်းမိမိအိမ်မှာတော့၎င်းဖျောင်းနိုင်ကြီးတဲ့ကတိုင်းမှာမိမိရဲ့အခက်ခဲလေးတွေကိုချရေးပြီးတော့လို့ရှိရင်မိမိအိမ်ဖျားမှာလှူဒန်း